ဟုတ်တယ်ပါလားဟုတ်တယ်ပါလားတရားတရားနည်းနည်းဝေးနောက်ဆုံးထုတ်ပြပါရန်သူမျိုး၅ပါးသိရမလားရန်သူမျိုး၅ပါးထဲမှာဘာပါလဲ မိတ်ဆွေတကယ်ချင်းနေဖြစ်အောင်ဖြစ်နေတာ ဘလို့မိတ်တကယ် ပြောမရတကောင်ပြဿနာပေါ့ မိတ်တကယ်ကြီးနော်ရန်သူမျိုး၅ပါး ပြောမရ ပြောပြအဲ့လိုမျိုးဟို yes ဟုတ်သူပါတယ်ဟုတ်တယ် ဟိုအခုရလို့ရှိရင်ဟိုသမ ्या ပေါ့ တခုနဲ့တည်းတူပဲ အခုသမ ्या အဲ့ဒါခုတောက်ဝင်မလားရန်သူ၅ပါးထဲမှာဘာပေးလဲ သူကဘွားပေးလား what မိတ်ဆွေတငယ်ချင်းတော့မလုံနဲ့လေ ကျော်လိုက်ရ ကြော်လိုက်မယ်ကြော်ကတ်3ပါ ဟာကကြီးသုံးပါ ကတ်ကြီး3ပါ တော့မသိခဲ့ ကတ်ကြီး3ပါသိတယ်အဲ့ဒါဟုတ်ပြီ ယောဂဟာလေယောဂဝေဒနာတွေဖြစ်စေတဲ့ကက်ကြီး ယောဂပေးဟုတ်ပြီမှန်တယ်ဟုတ်တယ်ဟုတ်တယ် ရေပေးမီးပေး ယောဂပေးမှန်သွားပြီအခုမြန်မာနိုင်ငံမှာဖြစ်နေတာကွာကိုတို့ဘာဖြစ်လဲ စစ်ပေး ယာတပေး yes ဟုတ်ပြီ နောက်ဆုံးတစ်ပါးကတ်3ပါထဲမှာ သုံးပါ အဲ့တခုဖြစ်နေ9000ပေးမယ်ကွာ ပေးပေး မေးပြီးဖိုင်တော့မလုပ်တေးပြီးတော့မဟုတ်ဘူးအဲ့ဒါကြီးအားလုံးဖြစ်သွားနိုင်ငံရဲ့ဘာဖြစ်သွား လူတွေနေကြနေရမရှိဘူး ဟုတ်ပြီပြီးတော့ လူနေရမရှိတော့ဘာလဲစားတော့ပေးပေါ့ ဒါဘောအငက်ပေးဘောဘာပြူနော် ဟုတ်ပါ တစ်နှစ်မှာ31ရက်ရှိရလားဘယ်နှလားရှိတယ်အနည်းဆုံးပြော တလား တလားပဲဟုတ်တယ်တလားပဲဟုတ်တယ်အော်တော့ခေါက်လောက် 10လားalmost 17လား ညားတယ်နည်းနည်းများသွားပြီလက်လျှော့လိုက်နောက်တော့ 10လား နောက်တစ်ခုကြော်လိုက်နောက်မင်းလုံးမင်းသိရော အေး မင်းလုံးမင်းမှာမိဖုရားအများကြီးရှိတယ်သိရောဘယ်နှပါလောက်ရှိတယ်လို့ထင်တယ်ခံမှန်းကြည့်အနည်းဆုံးပြေးပေးမယ်အမှန်ပေးမယ် မန်ကြီးဆိုရင်တော့100လောက်တော့ရှိမယ်တင်တယ်တားတော့100ကျော်ထွက်လာ ဟုတ်နော်တားတော့တရားဟုတ်တယ်100ကျော်ရှိတာတော်တယ်နော်အဲ့တော့ဒီ9000ပေးမယ်အကုန်လုံးကြည်နိုင်ရတယ်နော်ချိုးသားယူနေပြီ